ဆောနာကချက်တဲ့နှစ်တာလာပေါ်ဟင်းပေါ့နော်အဲ့ဒါလေးရပါပြီစုပုတ်ရွက်နဲ့ဒါကလေအကျော်တက်တဲ့သူတွေတော့စားလို့အဆင်မပြေဘူးနည်းနည်းလေးမြည်ကြည့်မယ်ဟိုရှယ်ပဲသူကလေညစ်ကဲဒီစုပုတ်ရွက်ကတော့အဲ့ဟာမပါမဖြစ်ပေါ့နော်ပဲကြီးလေးနည်းနည်းလေးထည့်ရတယ်နောက်တစ်ခုတော့ငရုတ်သီးစိမ့်လေးနဲ့ဒီဟာကိုတကယ်ရတော့မင်းတို့ကမယမ်းပြားနဲ့ချက်မှာဒါပေမဲ့ဒီနေ့မယမ်းပြားသွားထုတ်ရမှာကြာလို့ရှောက်ရည်လေးနည်းနည်းလေးညှစ်လိုက်တယ်အဲ့လိုလေးချက်ထားတာစားကြပါအောင်ရှင်ဒီဘက်ကပထန်လေးနဲ့စားမယ်တဲ့မှာမစားရှယ်ပဲဒါမြင့်ဒီဟာကိုလေဟိုပါပေါ့စက်တော်လေးပါပါလေးလှီးပြီးတော့ငရုတ်ကောင်းလေးနဲ့နောက်ပြီးတော့ငရုတ်ဒီအမှုန်လေးနဲ့ကျိုးစားလို့ချင်းရင်လည်းအဲ့ဒါလေးစားကောင်းတယ်ဒါအိမ်မှာတကယ်ပဇွန်နဲ့ချက်တာတရားပဇွန်မဝယ်ဘဲနဲ့မင်းတို့ကမဖဲကိုလုံးပြီးငဖဲလေးနဲ့ချက်တာဟာပါဦးဒါတခွားတီးလို့တခွားတီးရခိုင်လုံးတုတ်ထားတာငပြင်းငပိလေကိုရကငပိတောင်းထောင်းလာတဲ့ညင်ငပိအဲ့ငပိနဲ့ရခိုင်လုံးတုတ်ထားပစုံထောင်းထည့်ပြီးတော့ဒီတော်တော်ကောင်းလာတာဒီကလည်းပစုံလို့ညကလည်းညလည်းဘူးတယ်ငရုတ်ကောင်းရင်ညတယ်ဟိုလေးနဲ့ကိုကောင်းမပူဆက်ပေါ့ဟိုဟာနလန်ထားတွေဆိုဒါမျိုးကျွလိုက်ရင်ရှယ်ပဲအကျော်တော့နည်းနည်းတက်မယ်နော်စုပုတ်ရက်ပါလို့စုပုတ်ရက်ကမြင့်ခဲ့မှုကြက်ရှင်မှုထက်ပြီးတော့အဓိကထပ်မှာအသက်ကဆန်တော်မုတ်မင်းအသက်ထည့်ရတာပေါ့